င်္ဂလာပါပြည်သူ့သတင်းဌာနရဲ့2026ခုနှစ်မတ်လ24ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ AR တိုင်းကမြို့နယ်တွေနဲ့ရန်ကုန်အဝေးပြေးဂိတ်တွေမှာအရွယ်ရောက်တဲ့အမျိုးသားတွေကိုစစ်တပ်ကဖမ်းပြီးအဓမ္မစစ်မှုခိုင်းခံနေကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်။မတ်လ21ရက်နေ့ကရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်တွေကဝက်ကုန်းတုံးတော်အထက်အုပ်စုရှာတော်စုစတဲ့ကြေးရွာတွေကအရပ်သား၄ယောက်ကိုခေါ်ဆောင်သွားပြီးစစ်တင်တဲ့ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။မတ်လ20ရက်နေ့ကလည်းရန်ကုန်လှိုင်သာယာကနေ AR တိုင်းကိုပြန်လာဖို့လှိုင်သာယာအဝေးပြေးကားဂိတ်မှာကားဆောင်နေတဲ့လူငယ်2ဦးကိုစစ်ကောင်စီတပ်ကအဓမ္မပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါသေးတယ်။ AR တိုင်းကမြို့နယ်တွေကကြေးရွာအုပ်စုတွေမှာလည်းအလှည့်ကျစစ်မှုထမ်းတဲ့ကိုလိုက်ကြရတာတွေရှိတယ်လို့ရက်ကျေးအုပ်ချုပ်ရေးမှုယာယီမှုစက်အိမ်မှုတွေနဲ့အစင်မပြေတဲ့လူငယ်တွေကိုလည်းအပြစ်ရှိတယ်လို့ဖမ်းဆီးပြီးစစ်မှုထမ်းတဲ့ကိုရောက်စားနေတဲ့ဖြစ်ရပ်တွေလည်းစက်တိုက်ဖြစ်ပေါ်နေပါတယ်။ဥပဒေနဲ့မကိုက်ညီပဲစစ်မှုထမ်းခေါ်ယူခံရမယ်ဆိုရင်သက်ဆိုင်ရာဌာနတွေကိုတိုင်ကြားနိုင်တယ်လို့စက်တော်ရန်ဖုန်းနံပါတ်နဲ့ရုံးလိပ်စာတွေကိုလူမှုကွန်ရက်နဲ့အစိုးရသတင်းစာတွေကဖော်ပြပေးပေမဲ့တိုင်ကြားသူတွေကဖမ်းဆီးခံရတဲ့သတင်းတွေကြောင့်ပြည်သူတွေကဘယ်သူ့ကိုမှမတိုင်ရဲကြဖြစ်နေတာပါခင်ဗျာပြည်သူ့အတန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအလုံးဘေးဘေးရဝေးကွာပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ